Joshua ဘန်ကိုပြင်းပြင်းထန်ထန်သတိပေးလိုက်တဲ့ Dana White မင်္ဂလာပါ Fight ဆုံမြန်မာမှနှွေးထွေးစွာကြိုဆိုပါတယ်။ Joshua ဘန်ကိုဥက္ကဋ္ဌကြီး Dana White ကသတိပေးလိုက်ပါတယ်။ဘန်အနေနဲ့စောက်ထားကြီးပုံစံနဲ့နေမနေနဲ့ဆိုပြီးပြောဆိုသွားတာပါ။ Dana White ဒီလိုပြောသွားတာပါ။ Joshua ဘန်ကိုငါအရင်ကအရန်သဘောကျတယ်။အခုတော့ဒီချာတိတ်ကဘဝင်လေဟတ်နေတယ်လို့ပဲအရန်ကိုအထင်မကြီးစမ်းနဲ့ပန်တိုဂျာပြန်လာရင်မင်းနေရာမှန်ပြန်ရောက်သွားမှာဖိုက်တာတွေကိုရိုတေးသေးဆက်ဆံအကုန်လုံးကမင်းထက်အကြီးတွေပဲခါပက်ရလို့လူပါဝမနေနဲ့ဆိုပြီးပြောဆိုသွားပါတယ်။ Joshua ဘန်ကိုအခုလိုပြောသွားတဲ့ Dana White ကိုမြန်မာပရိသတ်တွေကတော့တော်တော်စိတ်ပျက်သွားပါပြီ။နောက်ဆို UFC ပွဲတွေလည်းမကြည့်တော့ဘူးလို့တောင်ပြောနေကြပါတယ်။ပန်တိုဂျာရဲ့ပရိသတ်တွေကတော့ဒီသတင်းကြားလို့တော်တော်လေးကိုဝမ်းသာနေပါတယ်။ဘန်ကတော့ဘယ်ကောင်မှစောက်ကယူးမဆိုင်ဘူးလို့တုံ့ပြန်လိုက်ပါတယ်။ဒီသတင်းတွေဟာလက်ရှိမှာတော်တော်လေးကိုပရိသတ်တွေကြားရေပန်းစားနေပါတယ်။ဘာတွေပွဲဖြစ်လာအောင်မလဲဆိုတာစောင့်ကြည့်ရမှာပါ။အောင်မြင်မှုတွေရတာမှမကြသေးတဲ့ Joshua ဘန်ကတော့တော်တော်လေးကိုစိတ်မကောင်းဖြစ်နေမှာတေချာပါတယ်။ဘာပဲဖြစ်ဖြစ်အားတင်းထားပါဘန်ရီမြန်မာတနိုင်ငံလုံးမင်းနဲ့အတူရှိနေပါတယ်